ပျော်ရွှင်မှုတွေကကူးစက်စေနိုင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်အထန်ဒီခက်လေးတိတ်ဖြုတ်ပေကနေမှအနေထွေးစာနဲ့ပြန်လည်ကြိုးဆိုလိုက်ပါတယ်ရှင်ပျော်စရာတွေမြောက်ဝေခံစားတတ်မယ်ဆိုရင်လက်စတိုးစီပြီးဝမ်းနဲ့စရာတွေကမြောက်ဝေခံစားတတ်မယ်ဆိုရင်တဝက်ချော့တဲ့ဒီစကားလေးကကျွန်တော်လေးစားရတဲ့ဆရာကြီးအောင်တင်ပြောခဲ့တာလေးပါဆိုလိုတာကဘဝမှာပျော်ရွှင်စွာတဲ့ဆရာတွေနဲ့ဝမ်းနဲ့ဆရာတွေဆိုတာကအမြင်လို့လူတိုင်းကြုံတွေ့နေရတဲ့အရာတွေပဲဖြစ်ပါတယ်ကျွန်တော်လည်းကြုံခဲ့ရသလိုဒီစာကိုဖတ်နေတဲ့စာဖတ်သူကိုယ်တိုင်လည်းခံစားမှုမှာပါဆရာကြီးအောင်တင်ပြောခဲ့တာလေးကပြန်ပြောရမယ်ဆိုရင်ငခုစလုံးမှာဘေးနားကနေလူတွေနဲ့မျက်ဝေလိုက်ရှင်အဖြစ်ကောင်းမွန်တဲ့အရာတွေကိုဖြစ်စေတာမလွဲမတွေ့ပါပဲဒါနဲ့ပတ်သက်ပြီးကျွန်တော် Instagram မှာတွေ့ရတဲ့ဗီဒီယိုလေးတစ်ပုဒ်အကြောင်းကိုနည်းနည်းလေးပြန်ပြီးမျှဝေခြင်းပါတယ်ကာမတိုင်နားမှာလူကြီးလူငယ်ရုံးဝန်ထမ်းတွေနဲ့ကလေးငယ်တယောက်ကဘက်စကအလာကိုစောင့်နေကြတယ်အဲ့ဒီမှာမိုးတွေကအဆက်မပြတ်တဲကြီးမဲကြီးရွာချတော့တယ်ကလေးငယ်ကလက်ထဲမှာစော့နေတဲ့ဘောလုံးလေးကလမ်းဘေးကိုကျပြီးမိုးရေထဲရောက်သွားတယ်ကလေးငယ်ကသွားကောင်းမဲ့လုံနေစင်မှာပဲအမေကမိုးရွာနေတဲ့မကောင်းရဘူးဆိုပြီးတော့တားလိုက်တယ်ပေါ့အဲ့မှာပဲနောက်ထပ်ခဏအကြာဘေးနားကရုံးဝန်ထမ်းကောင်လေးဖြစ်သူကသူ့ရဲ့အိတ်တွေအကုန်ထားခဲ့ပြီးမိုးရေထဲခုန်ပေါက်ရင်ကလေးငယ်ရဲ့ဘောလုံးနဲ့စော့နေတယ်ကလေးငယ်ဖြစ်သူလည်းမထိန်နိုင်တော့ပဲအမေလက်ကနေအတင်းယုံပြီးမိုးရေထဲသွက်စော့တယ်မကြပါဘူးဘေးနားမှာရှိတဲ့အသက်ကြီးနေပြီဖြစ်တဲ့လူကြီးတယောက်လည်းမိုးရေထဲဆင်းစော့တယ်နောက်ကလေးအမေဖြစ်သူတန့်ချင်းရဲ့အလုပ်သမားပြီးတော့ရုံးမအမင်းစုငေါက်ခံရတဲ့လူငယ်လေးတယောက်အားလုံးမိုးရေထဲဆင်းပြီးစော့ကြတဲ့အပြုံးတွေကိုစီနဲ့ပေါ့ကျွန်တော်ကြည့်ပြီးမှပေါ်နာလဲသွားတယ်ပျော်ရွှင်မှုတွေကလူတဦးတယောက်တောင်မှမဟုတ်ပဲလူတွေအများကြီးကိုကူးဆက်သွားစေတယ်ဆိုတာပါပဲအဲ့နေရာမှာကျွန်တော်တို့ဝမ်းနည်းစရာအဖြစ်အပျက်လို့တွေးကြည့်လိုက်ရင်တော့တေချာတာကတော့လူတွေအများကြီး highly လို့ပေးမှုကြောင့်တဝက်လောက်ကတက်တာသွားမှတေချာပါတယ်ဒါကြောင့်မို့မိတ်ဆွေအမြဲတမ်းမှတ်ထားပါဘေးနားကလူတွေပျော်ရွှင်မှုတွေပျော်ရွှင်ရတဲ့ခိုက်တန်းတွေမျှဝေပါပျော်ရွှင်မှုတွေဟာကူးစက်နိုင်ပါတယ်ဒီလိုပဲခက်ခဲတဲ့မိတ်ဆွေအနေနဲ့ကိုရင်လာဖွင့်တဲ့အခါနားထောင်ပြီးစကားပြောပေးလိုက်ပါဝမ်းနဲ့ဆရာကောင်းတဲ့အရာတွေဟာလည်းမျှဝေလိုက်တဲ့အခါတဝက်လောက်ကတိတိတတ်တာယောက်ျားစီသွားလို့ပါပဲတိုးတက်ပြောင်းလဲရှင်ရင်အလေးချင်းတွေကိုအရင်ပြောင်းပါလူဆိုတာအလေးချင်းနဲ့ဖြစ်လာတာပါကျွန်တော်တို့အားလုံးရဲ့နေ့စဉ်နေ့တိုင်းဟာကိုဆွဲထားတဲ့ program အတိုင်းဖြစ်နေတာပါပဲတတိထားပြီးကြည့်ပါမနက်6နာရီအမြဲအလံပေးထားပေမဲ့7နာရီလောက်မှထပ်ဖြစ်နေတော့မယ်မဟုတ်လားစာအုပ်ဖတ်မယ်လို့ကတိပေးထားပြီးစာအုပ်ဆိုင်ကနေစာအုပ်ဝယ်ထားပြီးမှအိမ်ကစာအုပ်စင်ပေါ်မှာလာနေရှိပြီးကြာနေတယ်ဘလောက်တောင်ရှိနေပြီလဲကျွန်တော်ဆရာတယောက်ပြောဘူးတလို့ပဲ how you do anything is how you do everything တဲ့လွယ်လွယ်လေးဆိုပြီးတော့ဒီကိစ္စလေးကိုပေါ့ချော့လေးလုပ်တယ်ဆိုရင်ဒီကိစ္စကြီးကြရင်လေပေါ့ချော့ဖြစ်နေပါလိမ့်မယ်တဲ့ဒါကြောင့်မို့ပြောင်းနေဆိုရင်အခုချက်ချင်းပြောင်းလဲဖို့လိုအပ်ပါတယ်နှုတ်မဆိုမကောင်းတဲ့ program တွေအသက်ပိုရှည်လေးအချိန်ပိုကြလေးခက်ခဲဖို့ဖြတ်ဖို့ခက်ခဲလေးဖြစ်နေလိမ့်မယ်ဒီတော့ပို့ပြီးတော့ကောင်းမွန်တဲ့အလေးချင်းတွေပြောထောင်ပြီးပုံမကောင်းတဲ့ကောင်းမွန်တဲ့လူတယောက်အဖြစ်ရှင်သန်သွားပါလို့မှာချင်ပါတယ်ဆိုတော့ဒီကနေ့တခုရတော့မယ်လို့တင်ပြပြနေပါတယ်ရှင်ကိုဘဝတော့တက်ရှင်တော့အလေးချင်းတွေကိုအရင်ပြောင်းပါအလေးချင်းတွေပြောင်းပြီးမှကိုရဲ့စိတ်နေစိတ်ထားပြောင်းမှဖြစ်ပါတယ်စိတ်နေစိတ်ထားပြောင်းမှလုံရက်တွေပြောင်းမှဖြစ်တဲ့အတွက်လုံရက်တွေပြောင်းမှပဲကိုပိုကောင်းတဲ့အလုပ်တွေလုပ်ပြီးတော့ပိုကောင်းတဲ့နေရာကိုရောက်မှဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်